ကျွန်တော်ဖျားနေပြီဒါလေးကိုအတူတူရေးကြည့်ကြရအောင်ကျွန်တော်ဆိုတော့ I ဖျားနေပြီတဲ့အဲ့လိုမျိုးတစ်ခုခုကိုဖြစ်နေပြီဆိုလို့ရှိရင် present continuous tense ကိုသုံးပေးရတယ် present continuous tense ရဲ့ pattern လေးကတော့ am is are plus verb ing ဖျားတာက sick to the adjective ဖြစ်တယ်။ကဲဟုတ်ပြီဒါလေးကိုဝတ်ကြတစ်ကြောင်ဖြစ်အောင်အတူရေးကြမယ်။အရင်ဆုံးစကြောင်းရဲ့အစမှာ subject ရှိမယ် subject က I subject ပြီးရင် verb လာမယ် verb က present continuous tense ကိုသုံးမယ်ဆိုတော့ I ဆိုတော့ am ကိုသုံးပေးရမယ် I am ဖျားတာက sick I am sick မှန်လားအဲ့လိုရေးလို့ရလားအဲ့လိုရေးလို့မရဘူး sick to the adjective ဖြစ်တဲ့ adjective ဖြစ်တဲ့အတွက်တူရှိမှာ bep လေးခံပြီးသုံးပေးရတယ် bep ဒီ get နဲ့တူတယ်ဒီနေရာမှာ bep အစား get ကိုသုံးလိုက်မယ်ဟိုသုံးမဲ့ tense က present continuous tense ဆိုတော့ verb ing ပုံစံပြောင်းပေးရမယ်အဲ့တော့ getting I am getting sick ကျွန်တော်ဖျားနေပြီကဲ၍များမင်းဖျားနေပြီလားလို့မေးခွန်းပြောင်းချင်တယ်ဆိုရင် Are you getting sick Are you getting sick အကယ်၍များငါသားဖျားနေပြီလို့ရေးချင်တယ်ဆိုရင် My son is getting sick My son ဒီသားတဦးတယောက်အနေကိန်းဖြစ်တဲ့အတွက် I add is ကိုသုံးပေးရမယ် My son is getting sick ငါသားဖျားနေပြီနားလည်မယ်လို့မျှော်လင့်ပါတယ်ဒါလေးနားလည်တယ်ဆိုလို့ရှိရင်မင်းတို့ဆရာဖျားနေပြီလားဒါလေးကို comment မှာရေးပေးခဲ့ကြည့်နော် Thank you bye bye